ဒီနေ့ကြက်တောင်မှန်ကပတ်ဒညင်းသီးနဲ့မြင့်ကျော်ခနန်းစီနဲ့ချက်ထားတဲ့ငရုတ်သီးစိမ့်ချက်ကလေးတွေကိုချက်ပြသွားမှာဖြစ်ပါတယ်ဒီစီဇန်ကိုအဓိကပံ့ပိုးကူညီတာကတော့ဖင်မဲကြီးအိုးဆိုင်မှာဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးရေဆေးထားပြီးသားကြက်တောင်မှန်လေးတွေကိုဗုဒ္ဓံဓမ္မံတန်ခမ်းသုံးခါရွတ်ဆိုပြီးတော့ဗုဒ္ဓံဓမ္မံတန်ခမ်းသုံးခါရွတ်ဆိုပြီးလီးဖြတ်ပြီးတဲ့နောက်မှာအိုးထဲကိုပြစ်ထည့်လိုက်ပါခင်ဗျာပထမဆုံးကြက်သားမုတ်တစ်စွန်းစားတစ်စွန်းကြက်သွန်ပြူမှုန့်အနှဲငယ်ချင်းမှုန့်အနှဲငယ်တို့ကိုဖြူလိုက်ပြီးတော့နယ်လိုက်ပါတော့ဗျာကျက်သွန်ကိုအကွင်းလေးတွေလီကရဲ့ဒါပင်မဲ့ခင်းချင်းသီးကိုအပိုင်းလေးတွေလီဖြတ်ပါပြီးသွားရင်နော်ငရုတ်သီးတောင်လေးတွေကိုအသေးခွဲလိုက်ပါဗျာစီတက်ဖို့အတွက်ကြက်သွန်လေးလှီးပြီးသွားပြီဆိုရင်တော့စီကိုလာတာပတာလေးထည့်မယ်စီထည့်ပြီးသွားရင်တော့အရင်ဆုံးကြက်တောင်မှန်ကိုကြော်ဖို့လိုပါမယ်ကြက်တောင်မှန်လေးတွေရလာပြီဆိုရင်တော့တောင်မှန်ပါရင်မင်းစီကိုကြက်တောင်မှန်ကြော်ပြီးသားစီတဲ့ကိုကြက်သွန်ပြူကြက်သွန်နီစနွင်းမုံအယောင်တင်မုံတို့ကိုသုံးပြီးတော့စီတက်လိုက်ပါမယ်ဗျာနံလေးမွေးသွားအောင်ငံပြားရည်နှစ်စွန်းနဲ့မျိုးစင်စက်လက်ဆန်ကန်းလာတဲ့မဆလာနဲ့မယုတ်ကောင်းတစ်စွန်းကိုထည့်ပြီးတော့မွေပေးပါဗျာမွေပြီးသွားရင်တော့ကြော်ထားတဲ့ကြက်တောင်ပန်လေးတွေကိုထည့်ပြီးတော့မွေလိုက်ပါကွာနံလေးမွေလာပြီဆိုရင်လှီးဖြတ်ထားတဲ့ခရမ်းကျင်သီးနဲ့ကြက်သွန်ကွင်းလေးတွေကိုထည့်ပြီးတော့မွေလိုက်ပါရတာအတွက်ကြက်သားမုံနှစ်စွန်းနဲ့စားအနှဲငယ်သဲခွဲခံရတဲ့ငရုတ်သီးစိမ့်လေးတွေကိုထည့်မွေပြီးနောက်မှာတော့ရေနှဲငယ်ထည့်ပြီးတော့အုပ်ပြီးတော့ပြန်ဖွင့်လိုက်ပါလှုပ်ချင်တာလှုပ်ပါရေလေးခမ်းသွားပြီးစီပြန်သွားရင်တော့စားလို့ရပါပြီဗျာနောက်ထပ်ဖင်မိတ်အိုထပ်ထုတ်လိုက်ပြီးတော့စီထဲကြက်သွန်မြူထည့်ပြီးတော့စီတက်လိုက်ပါမယ်အေးချမ်းမိဖြစ်သွားတဲ့ငရုတ်သီးစိမ့်လေးတွေကိုထည့်မွေပြီးတဲ့နောက်မှာတော့ဒီကပါဝင်ပစ္စည်းဖြစ်တဲ့ကနန်းစီလေးကိုထည့်မွေလိုက်ပါမယ်အဘောလငပိရကိုထည့်ပြီးတဲ့နောက်မှာတော့ကြက်သားမုံနှစ်စွန်းနဲ့နန်းနန်းပင်ကို slow motion နဲ့ထည့်လိုက်ပါတော့ဗျာကြက်တောင်မှန်နဲ့ချက်ထားတဲ့ကြက်သားကပတ်လေးနဲ့ကနန်းစီနဲ့ချက်ထားတဲ့ငရုတ်သီးစိမ့်ချက်တို့ရပါပြီအရင်ဆုံးရတာလေးကိုမြည်ကြည့်ပါမယ်ကြက်သားလေးရဲ့နူးညံ့မှုနဲ့အတူပါဇက်သေးကိုအရင်ဆုံးတစ်လုတ်သွင်းလိုက်တဲ့အချိန်မှာအိုးနောက်တစ်လုတ်ထပ်သွင်းလိုက်ပါပြီဗျာရန်ကောင်းတာပဲเนาะဒညင်းသီးကလေးတွေကိုနှစ်ပိုင်းပိုင်းပြုတ်ပြီးတဲ့နောက်မှာတော့လှီးထားတဲ့မြက်ကလေးတွေရဲ့ကြက်သွန်မိတ်ကလေးရဲ့နဲ့ဒညင်းသီးလေးတွေကိုခပ်ပါပါလေးဆက်လှီးပေးပါမယ်ဒညင်းသီးတွေလှီးပြီးတဲ့နောက်မှာတော့စီပူလာပြီဆိုရင်ကြက်သွန်မြူလေးထည့်မွေပြီးတော့ဒညင်းသီးလေးတွေကိုထည့်ပါမယ်ဒညင်းသီးလေးတွေမွေးလာတဲ့နောက်မှာတော့မြက်ကလေးတွေလှီးထားတာကိုထပ်ထည့်လိုက်ပါမယ်ဗျာရတာအတွက်ကြက်သားမုံနှစ်စွန်းနဲ့စားနှဲငယ်တို့ကိုထည့်မွေပြီးတဲ့နောက်မှာတော့အန်လေးတွေမွေးသွားအောင်လို့ငရုတ်ကောင်းတစ်စွန်းနဲ့ကြက်သွန်မိတ်ကလေးတွေကိုထည့်ဖြူလိုက်ပါဗျာလက်ဆက်ပြီးစားလို့ကောင်းတဲ့ညစ်ဒညင်းသီးကြော်ကျွန်တော်ချက်ပြထားတဲ့ဟင်းတွေအရသာရှိမရှိကိုသိချင်ရင်เนาะကျွန်တော်ချက်ပြထားတဲ့ဟင်းတွေကိုစားပြထားတဲ့ကောင်းဆက်ဟန်ရဲ့ TikTok အကောင့်မှာတွားရောက်ကြည့်ရှုလို့ရပါတယ်ဗျာကြည့်ရှုရန်အတွက် TikTok အကောင့်လေးကိုလည်းဖော်ပြပေးလိုက်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်share ပဲ